ကားရဲ့အိတ်ဇောကထွက်တဲ့မီးခိုးအဖြူရောင်တွေအမဲရောင်တွေကဘာကြောင့်ဖြစ်တာလဲအဲ့ဒီမီးခိုးအရောင်တွေကတင့်ရဲ့ကားမှာဘာတွေရှို့ယွင်းနေလို့ထွက်လာရတာလဲဆိုတာကိုသိကြလားဗျာမသိသေးဘူးဆိုရင်လည်းဒီဗီဒီယိုလေးကိုစုံအောင်ကြည့်ပြီးသွားရင်အကြံဖြင့်နားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ် intro လေးပြီးရင်စလိုက်အောင်မင်္ဂလာပါစပတ်အန်ဂီယာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကားတစ်စီးကိုမောင်းနေရင်ကို့ကားရဲ့အိတ်ဇောကနေမီးခိုးတွေဥထွက်လာတာကိုသတိထားမိဘူးကြပါသလားတာမန်အားဖြင့်ဓာတ်ဆီဒီဇယ်အင်ဂျင်တက်ကားတွေဟာစီကိုလောင်ကျွမ်းစေပြီးစွမ်းအင်ထုတ်လုပ်ပေးတာဖြစ်လို့အိတ်ဇောငွေတွေထွက်တာသဘာဝပါဒါပေမဲ့ပုံမှန်ကောင်းမွန်နေတဲ့ကားတစ်စီးရဲ့မီးခိုးဟာအယောင်မရှိသလောက်ကိုကြည်လင်နေပါမယ်တနေ့နေ့မှာမင်းရဲ့ကားကနေမီးခိုးအဖြူတွေမဲမဲသဲသဲတွေဒါမှမဟုတ်မီးခိုးပြာတွေထွက်လာပြီဆိုရင်တော့ဒါဟာကားအင်ဂျင်ပိုင်းမှာကြီးမားတဲ့ပြဿနာတစ်ခုခုရှိနေပြီလို့သတိပေးနေတာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကားအိတ်ဇောကနေထွက်လာတဲ့မီးခိုးအရောင်တွေကဘာတွေလဲဘာကြောင့်ဖြစ်တာလဲဘလို့စင်ကျင်ပြုပြင်ရမလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ပထမဦးဆုံးအနေနဲ့မနက်ခင်းကားစနှိုးတဲ့အချိန်ဒါမှမဟုတ်ရာသီဥတုအေးတဲ့အချိန်တွေမှာအိတ်ဇောကနေမီးခိုးဖြူအပားလွှာလေးတွေထွက်လာတတ်ပါတယ်ဒါကစိုးရိမ်စရာမဟုတ်ပါဘူးကားကိုတညလုံးရက်ထားတဲ့အခါအိတ်ဇောပိုက်ထဲမှာရေကူးရင်ငွေတွေစုနေတတ်ပြီးကားနှိုးလိုက်လို့အင်ဂျင်ပူလာတဲ့အခါအဲ့ဒီရေငွေတွေကအငွေ့ပြန်သွားတာပါအင်ဂျင်ပူလာတာနဲ့အမျှဒီမီးခိုးဖြူလေးတွေကအလိုလိုပျောက်သွားပါလိမ့်မယ်ပလက်ထိုး hybrid ကားတွေမှာဆိုရင်လေအင်ဂျင်ဆက်ရှင်းမနိုးတဲ့အတွက်ကားမောင်းပြီးအတန်ကြာမှဒီလိုရေကူးရေငွေထွက်တာမျိုးကိုလည်းတွေ့ရတတ်ပါတယ်ဒါကပုံမှန်ပါပဲဒါပေမဲ့ကားအင်ဂျင်ပူနေရသားနဲ့အိတ်ဇောကနေမီးခိုးဖြူအထူကြီးတွေတောက်လျှောက်ထွက်နေပြီဆိုရင်တော့ဆက်ရှင်းတတိထားပါတော့မယ်ဒါဟာကားရဲ့အင်ဂျင်လောင်ကျွမ်းကန်combustion chamber တဲ့ကိုအင်ဂျင်အေးခံကူးလန့်တွေယိုစိမ့်ဝင်ရောက်လာပြီးလောင်ကျွမ်းနေတာကြောင့်ဖြစ်ပါတယ်။ဘာကြောင့်ဖြစ်တာလဲ။အဓိကအဖြစ်များဆုံးအကြောင်းရင်းကတော့ head gasket ပေါက်သွားလို့ပါ။ဒီလိုဖြစ်ရင်ကူးလန့်တွေကအင်ဂျင်ထဲကိုစိမ့်ဝင်သွားတဲ့အခါကူးလန့် level ကျသွားပြီးကားအင်ဂျင်အပူလွန်ကဲတာချက်ချင်းဖြစ်လာနိုင်ပါတယ်။တချို့ဆိုးွားတဲ့အခြေအနေတွေမှာဆိုရင်စလင်ဒါဟတ်ပျက်စီးတာဒါမှမဟုတ်အင်ဂျင်ဘလော့ကြီးကွဲသွားတာမျိုးထိဖြစ်နိုင်ပြီးအင်ဂျင်တစ်လုံးစာပြန်လဲရတဲ့အထိကုန်ကျစရိတ်ကြီးမားသွားနိုင်ပါတယ်။ဒါကိုဘလို့ဖြေရှင်းမလဲ။ဒီလိုမီးခိုးဖြူဖြူတွေထွက်လာတာကိုမြင်တာနဲ့ကားကိုဘေးကင်းတဲ့နေရာမှာချက်ရှင်းရက်အင်ဂျင်ကိုပိတ်ပြီးနားလေတက်ကျွမ်းတဲ့စက်ပြင်ဆရာကိုခေါ်ပါဒါမှမဟုတ်နီးစက်ရာ workshop ကိုချက်ရှင်းပြသပြီး head gasket လဲလေတာမျိုးကိုပြုလုပ်ရပါမယ်။စက်မောင်းနေရင်အင်ဂျင်တစ်ခုလုံးပျက်စီးသွားပါလိမ့်မယ်။နောက်ထပ်တွေ့ရများတာကတော့မီးခိုးမဲတွေပါ။မီးခိုးမဲထွက်တယ်ဆိုတာကကားအင်ဂျင်တွေကိုဝင်လာတဲ့စီနဲ့လေအချိုးစားမညီမျှလို့ရှင်းရှင်းပြောရရင်လေဝင်တာနည်းပြီးစီတွေအရမ်းများနေလို့စီတွေအကုန်မလောင်ကျွမ်းနိုင်ပဲအိတ်ဇောကနေအစိမ့်လိုက်ပြန်ထွက်လာတာပါ။ဒါကဘာကြောင့်ဖြစ်တာလဲ။ဒီလိုဖြစ်ရတဲ့အဓိကတရားခံတွေကတော့လေစစ် air filter ပိတ်ဆို့နေတာစီပန်းကောင်းဖူးရဲ့ injector နော်ဇယ်ကောင်းတွေကရှို့ယွင်းပြီးစီတွေယိုစိမ့်နေတာလေဝင်နှုန်းတိုင်းနဲ့ MAF စင်ဆာနဲ့ oxygen စင်ဆာတွေပြတ်နေတာ fuel pressure regulator ရှို့ယွင်းနေတာတွေကြောင့်ဖြစ်ပါတယ်ဒီဇယ်ကားတွေမှာဆိုရင်တော့ဒီဇယ်အင်ဂျင်ရဲ့သဘာဝအရာကာဗွန်ဂျိုးတွေပိုထွက်လေရှိပါတယ်ဒီဇယ်ကားအိတ်ဇောမှာပါတဲ့ DPFG ပိတ်ဆို့နေရင်ဖြစ်ဖြစ်ကောင်းကောင်းအလုံးမလုံးတော့တာဖြစ်ဖြစ်အိတ်ဇောကနေမီးခိုးမဲအလုံးကြီးတွေဥတက်လာတတ်ပါတယ်ဒါကိုဘယ်လိုဖြေရှင်းမလဲမီးခိုးမဲထွက်တာကရှက်ရှင်းကြီးအန်တရံမဖြစ်စေနိုင်ပေမဲ့စီစားအရန်ကျန်းသွားပါလိမ့်မယ်စီစေးတွေကြီးနေတဲ့အခုအချိန်မှာဒါအတော်လေးနစ်နာပါတယ်ဒါအပြင်ရေရှည်မှာကားအင်ဂျင်ကိုလည်းအများကြီးထိခိုက်စေနိုင်ပါတယ်ဒါကြောင့်မီးခိုးမဲထွက်လာရင်လေစစ် air filter ကိုစစ်ဆေးလဲလေတာစင်ဆာတွေကိုကွန်ပျူတာထိုးစစ်ပြီးစစ်ဆေးတာတွေကို workshop မှာအမြန်ဆုံးသွားလုပ်ဖို့အကြံပြုခြင်းပါတယ်နောက်ထပ်မီးခိုးပြာသို့မဟုတ်မီးခိုးခဲရောင်တွေကဘာလို့ထွက်တာလဲအိတ်ဇောကနေမီးခိုးပြာဒါမှမဟုတ်မီးခိုးခဲရောင်တွေထွက်လာပြီဆိုရင်တော့မင်းရဲ့ကားက
အင်ဂျင်ဝိုင်စားနေပြီလို့မှတ်ယူလို့ရပါတယ်အင်ဂျင်ဝိုင်ဆိုတာအင်ဂျင်အစိတ်ပိုင်းတွေရှောမွေ့အောင်လုပ်ပေးရတာဖြစ်ပြီးလောင်ကျွမ်းကန်းတွေကိုလုံးဝဝင်ခွင့်မရှိပါဘူးဒါကဘာကြောင့်ဖြစ်တာလဲအချိန်ကြာလာတာနဲ့အမျှကားအင်ဂျင်ကအိုမင်းချင်းရော်လာတဲ့အခါနံပါတ်1 piston ကွင်းတွေစားသွားတာနံပါတ်2ဘားကိုက်စီးတွေပြတ်သွားတာနံပါတ်3တာဘိုပါတဲ့ကားတွေမှာတာဘိုမကောင်းတော့တာနံပါတ်4အင်ဂျင်အတွင်းကအခိုးတွေကိုပြန်စစ်ထုတ်ပေးတဲ့ PCV ဗားတွေပြတ်နေတာစတဲ့အကြောင်းရင်းတွေကြောင့်အင်ဂျင်ဝိုင်ဟာလောင်ကျွမ်းကန်းတွေကိုစိတ်ဝင်သွားပြီးဓာတ်ဆီနဲ့ရောဂါလောင်ကျွမ်းသွားပါတယ်ဒါကြောင့်မီးခိုးပြတွေထွက်လာတာပါတခါတလေကားဆာဗစ်စင်လုပ်တဲ့အခါအင်ဂျင်ဝိုင်တွေအများကြီးလိုတာထက်ပိုထည့်မိလိုက်ရင်လည်းအပိုတွေလောင်ကျွမ်းပြီးထွက်တတ်ပါသေးတယ်ဒါကိုဘလို့ဖြည့်ရှင်းမလဲဒီလိုမီးခိုးပြတွေထွက်လာပြီဆိုရင်ကားအင်ဂျင်ကတက်တန်းကုန်ကနီးနေပြီသို့မဟုတ်အင်ဂျင်ဝိုင်တွေခန်းလျှောက်သွားနိုင်တယ်ဆိုတာကိုပြသနေပါတယ်အင်ဂျင်ဝိုင်မရှိဘဲစက်မောင်းမိရင်အင်ဂျင်ပုတ်တိုက်မှုပြင်းထန်ပြီးအင်ဂျင်တစ်လုံးလုံးကျသွားပါလိမ့်မယ်ဒါကြောင့်မီးခိုးပြထွက်ရင်ကားရဲ့အင်ဂျင်ဝိုင် level ကိုအမြဲစစ်ဆေးဖို့လိုသလို workshop မှာအင်ဂျင်ပိုင်းဆိုင်ရာအင်ဂျင် overhead သို့မဟုတ် rim ဘာစီးလဲခြင်းကိုမဖြစ်မနေပြုလုပ်ဖို့လိုအပ်ပါပြီအနှစ်ရှုပ်ရရင်တော့အိတ်ဇောကနေအယောင်ပါတဲ့မီးခိုးတွေထွက်လာတာဟာကားကိုတေးသေးချာချာဂယုမဆိုင်ပဲပစ်ထားတာရဲ့ရလဒ်တွေပဲဖြစ်ပါတယ်ကိုယ့်ရဲ့ကားလေးကိုတတ်မှတ်ထားတဲ့ကီလိုမီတာအတိုင်းပုံမှန် service လုပ်မယ်မှန်ကန်တဲ့အင်ဂျင်ဝိုင်အမျိုးအစားကိုရွေးချယ်သုံးစွဲမယ်လေစစ်စီစစ်တွေကိုအချိန်မှန်လဲလှယ်ပေးမယ်ဆိုရင်ဒီလိုပြဿနာတွေကိုအများကြီးရှော့ချနိုင်ပါတယ်ကားကပြနေတဲ့လက္ခဏာကိုအမြဲနားဆင်နေဖို့ကကားပိုင်ရှင်တိုင်းရဲ့တာဝန်ပါနောက်ဆုံးအကြံပြုချင်တာတစ်ခုကတော့တပတ်ရစ်ကားတွေဝယ်တော့မယ်ဆိုရင်ကားကို test drive မောင်းကြည့်တဲ့အခါအိတ်ဇောကနေဘာအယောင်မီးခိုးတွေထွက်နေလာလဲဆိုတာကိုအကဲခတ်ဖို့မမေ့ပါနဲ့ဒီနေ့ဗီဒီယိုလေးကတော့ကားရှစ်သူတွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုသဘောကျရင် like လုပ်ပေးပြီးနောက်ထပ်ကားနဲ့ပတ်သက်တဲ့ဗဟုသုတတွေအတွက် Spark and Gear ကို subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်